စပင်းညက်လိုက်ပြီးမှကိုချူပြိုးနဲ့တူလိုလူပြောများနေတဲ့အောင်စပူ ဒီရုပ်ကိုဘယ်လိုမှကိုချစ်လို့ကိုမရတော့ဖြစ်နေတတ်တောင်တတ်ပြချင်တာနားရလား အရင်တုန်းကသူ့ရဲ့ရုပ်သွင်းပြင်းနဲ့ပတ်သက်ပြီးတော့တချို့တွေကမြင်းနဲ့တူတယ်ဆိုပြီးတော့ဝေဖန်ဆက်နောက်တာတွေရှိခဲ့တာပါ ဒီမစနဲ့ကွာမငိုချင်းလား ဒါပေမဲ့အခုဇက်သပင်ရသည့်အပြီးမှာစပင်းပုံစံအသစ်ပြောင်းလဲညှက်လိုက်ချိန်မှာတော့အလုံးအိမ်အောင်မြင်သက်သွားရလောက်အောင်ပူစုပဆက်ကိုချုံမောခံရသွားပါတယ်တပင်ကြီးပြောင်းလဲတဲ့ခါမှာသူ့ရဲ့မျက်နှာသွင်းပြင်ကပုံမတန့်ပြန်သွားပြီးတော့နာမည်ကြီးကိုရီးယားမင်းသားတွေအထူးသဖြင့်တခိတခါကမင်းကလေးတွေရဲ့အသေးဆွဲဖြစ်ခဲ့တဲ့ကိုချွန်ပြိုနဲ့ပါသွားပြီးတော့တူနေရလို့ပရိသတ်တွေကတင်စားပြောဆိုနေကြပါတယ်ကိုရီးယားမင်းသားအများစုကမျက်နှာကိုခွဲစိတ်ပြုပြင်မှုတွေရှိတတ်ပေမဲ့အောင်စပူကတော့တဘာဝအတိုင်းကိုဆွဲဆောင်မှုရှိချုံမောနေရကြောင်းအခုဆိုရင်တော့အမျိုးသမီးပရိသတ်တွေရဲ့တန်းတန်းဆွဲအချစ်တော်ဖြစ်လာခဲ့ပါတယ်တောင်းမှပါတယ်တောင်းမှပါတယ်လောကကြီးကိုလည်းတောင်းမှပါတယ်အကုန်လုံးကိုတောင်းမှပါတယ်ရှ िख ိုးပြီးတော့အုံပွန်းကပြောပွန်းနဲ့အကုန်လုံးတောင်းမှနဲ့